ကမာလီကမုံစားပြီးတာနဲ့ကြောက်စရာကောင်းလာတဲ့ကိစ္စနဲ့ကြုံလဲရပါတော့တယ်။အိမ်မှာရှိတဲ့ AI boyfriend ကရေးဖြတ်ပြီးတော့သူ့ကိုရေငက်သေးစေချင်တာပါ။သူရေစာလို့အပြင်ကိုထွက်ရှင်နေတဲ့အချိန်မှာအိမ်ထဲမှာပိတ်မိနေတာဖြစ်ပြီးသူရေစာလုံးတော့သူ့ရဲ့ AI ကောင်လေးကိုရေးပေးဖို့အတွက်အကူအညီတောင်းပါတယ်။အဲဒီကကမာလီဗီလာမှာအပိတ်ခံရတဲ့ရှေ့အမြောက်နေဖြစ်ပြီးတော့သူဟာအရန်ကိုလည်းစိတ်တွေပင်ပန်းနေပါပြီ။တောက်ရတဲ့ရေကမြေအောက်ကနေထွက်လာတဲ့ရေအညစ်တွေဖြစ်ပြီးတော့စားရတဲ့ဟာတွေကပုတ်တုံးနေတဲ့အသီးရွက်တွေပါ။အခုချိန်မှာသူ့ရဲ့ AI ကောင်လေးကပုံမှန်ဘဝကိုပြန်လို့ချင်းသူနဲ့လက်ထက်ရမယ်ဆိုပြီးတော့ပြောလာပါတယ်ပြီးလို့ရှိရင်ကောင်မလေးကဒီနေရာကိုကိုယ့်အိမ်လိုသဘောထားပြီးတော့တန်ရှင်းရေးလုပ်ရမှာပါကောင်မလေးတန်ရှင်းရေးလုပ်ပြီးတော့မှအစားအစာကောင်းကောင်းလေးတွေစားရမှာဖြစ်ပြီးဒါပေမဲ့ညဘက်အိမ်နေတဲ့ချိန်မှာကောင်မလေးကအရန်ကိုမပြောရဲသေးပါဘူး AI သူ့ကိုတခုခုလုံးချင်မှစိုးရိမ်နေတာဖြစ်ပြီးလုံခဲ့တဲ့နေရာမှာ AI ဟာသူ့ကိုအေးမီစီတွေလာပြီးတော့ပို့ပါတယ်ဟိုချိန်တော့သူတတိမထားမင်းနဲ့တောက်လိုက်တဲ့အတွက်နှစ်ရက်လောက်အိပ်ပျော်သွားခဲ့တာဖြစ်ပြီးတော့ပြန်နိုးလာတဲ့ချိန်မှာဗီလာလေးကိုအဖိုးကြီးတယောက်ဝင်လာတာကိုတွေ့ရပါတယ်အဖိုးကရေကူးကန်ကိုတန်ရှင်းလုံးနေတာဖြစ်ပြီးဒါပေမဲ့သူဟာအကူကြီးဘလို့ပဲတောင်းတော့အဖိုးကြီးကသူ့ကိုလုံးဝအဖက်မလုပ်ပါဘူးအဲ့တော့ဗီလာမှာတခြားလူတွေဝင်လာဖို့တဲ့တကားတစ်ခုရှိတယ်ဆိုတဲ့အသည့်ဝင်လာသလိုသူဟာအဲ့ဒီတကားကိုရှာပြီးတော့ထွက်ပြေးချင်နေတာဖြစ်ပါတယ်ဒါကြောင့်မလို့ပဲဒီရက်ပိုင်းမှာသူဟာ AI နဲ့စကားကြိုကြိုတတာပြောဆိုနေခဲ့ပြီးသူ့ရဲ့လှုပ်ရှားမှုတိုင်းက AI ရဲ့မျက်စိအောက်မှာပဲရှိနေတာဖြစ်ပါတယ်သူရဲ့နေ့စဉ်ဘဝကတပြေးပြေးနဲ့ညင်းငွေစရာကောင်းလာတတ်ပြီးတော့ AI ကကောင်မလေးတွေ VR မျက်မှန်တစ်ခုပေးလိုက်ပါတယ်အဲ့ဒီအတူရောကဘာတွေမှာ AI ဟာ gentleman လို့ပြီးတော့မှကောင်မလေးကိုတွားပြီးတော့မြူဆွဲပါတယ်ကောင်မလေးကဘာလို့လူသားကောင်လေးနဲ့မတွေ့တဲ့အကြောင်းကိုလည်းသိချင်နေပါတယ်သူဟာယောက်ျားလေးပုံစံအမျိုးမျိုးပြောင်းပြီးတော့မှကူးကသွားပြီးတော့မြူဆွဲတာတော့မှကောင်မလေးကတော့သဘောမကျခဲ့ပါဘူးကောင်မလေးရဲ့လုပ်ရရသူဟာလူသားကိုစိတ်မဝင်စားဘဲနဲ့ AI ကိုပဲကြိုက်တဲ့အကြောင်းသက်သေပြခဲ့တာဖြစ်ပြီးဒါပေမဲ့လည်း AI ကတော့ကောင်မလေးအထီးကျန်နေတဲ့ကဘာကိုတော့မဖြစ်စည်းပေးနိုင်ခဲ့ပါဘူးညဘက်ရောက်တဲ့အချိန်လေးမှာကောင်မလေးကအခန်းထဲမှာရှောက်သွားနေတတ်ပြီးတော့အရွယ်ရောက်တဲ့အချိန်ကနေစပြီးကောင်မလေးကဒီလိုနည်းနဲ့သူ့ရဲ့အထီးကျန်တဲ့စိတ်တွေကိုဖြည့်ဆည်းတတ်တာဖြစ်ပါတယ်။ဒါပေမဲ့ကောင်မလေးကအရင်းညမှာထူးဆန်းတဲ့တကားတစ်ခုတွေ့သွားခဲ့ပြီးအဲ့ဒီတကားကမြေရောက်တစ်ခန်းနဲ့ဆက်နေပြီးတော့အထင်မှာအနုပညာပစ္စည်းတွေအများကြီးရှိနေပါတယ်။အဲ့ဒီမှာတော့စာရေးကုန်းတစ်ခုကအရန်ကိုထင်ရှားနေပြီးတော့စပွဲကုန်းပေါ်မှာယောက်ျားတစ်ယောက်ရဲ့ရုပ်ပုံကိုအဆက်မပြတ်လွှင့်ထားခဲ့ပါတယ်။လွှင့်ထားတဲ့ဗီဒီယိုတွေကနေဗီလာရဲ့ပိုင်ရှင်ဟာ AI ကိုအရန်တော့တဲ့ဒိုကီတာသမားဖြစ်တဲ့အကြောင်းကိုသိရှိနိုင်ပြီးတော့မှဒိုကီတာနဲ့တစ်သက်လုံးမနေထိုင်နိုင်တဲ့ကြောင့်ပဲသူ့ရဲ့ကောင်မလေးဟာသူ့ကိုလမ်းခွဲလိုက်တာဖြစ်ပါတယ်။အဲချိန်ကနေစပြီးတော့မှကောင်လေးကတည်တဲ့အထိဗီလာကနေထွက်မသွားတော့ဘဲနဲ့သူတည်တွင်ထားတဲ့ AI စေယုတ်ကသူ့ရဲ့တခင်နောက်ဆုံးမှလိုချင်တဲ့အခြေစစ်ကိုလိုက်ပြီးတော့ရှာနေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ AI တွေနားလည်ထားတဲ့အချက်ကရိုးရှင်းပါတယ်။သူဟာအဲ့ဒီအချက်ကိုကောင်မလေးရဲ့အပေါ်အတင်းထည့်ထားတာဖြစ်ပြီးဒါကြောင့်ပဲကောင်မလေးကိုဗီလာမှာ9ရက်လောက်ပိတ်ထားလိုက်တာဖြစ်ပါတယ်။ဗီလာရဲ့အကြောင်းကိုသိသွားပြီးမြဲကောင်မလေးဟာထွက်ပြေးနည်းကိုတော့ရှာမတွေ့သေးပါဘူး။ကံကောင်းတာတကူကတော့ကောင်မလေးဟာ AI နဲ့ရန်အကြီးကြီးမဖြစ်ခဲ့ဘူးပါဘူး။ကောင်မလေးကိုခဏလေးအပြင်ထုတ်ခွင့်ပေးဖို့အတွက် AI ကဂရီပေးထားတာဖြစ်ပြီးဒါပေမဲ့ကောင်မလေးဟာကားထဲမှာပဲနေရမှာဖြစ်ပါတယ်။တကားလောကြပြီးတော့ကောင်မလေးကအပြင်လောကကိုဒီတိုင်းပဲကြည့်နေရမှာဖြစ်ပါတယ်။ကားကကိုပိုင်အသေးစိတ်ရှိလာလို့တော့မသိပါဘူး။သူဟာဗီလာပိုင်ရှင်ရဲ့အရင်ကောင်မလေးရှိတဲ့နေရာကိုခေါ်သွားပြီးတော့အဲဒီကောင်မလေးကယောက်ျားရပြီးတော့ကလေးတောင်မှရှိနေပြီဖြစ်ပါတယ်။ခဏလေးရက်ပြီးတော့မှပြန်ထွက်သွားခဲ့ပါတယ်။ဟိုကောင်မလေးကတော့ဒီမှာရှိတဲ့စေယုတ်တွေအားလုံးရဲ့အခြေဦးလို့ဖြစ်နေပြီးဗီလာလေးကိုပြန်ပြီးတော့ရောက်တဲ့အချိန်မှာကောင်မလေးရဲ့ဘဝကလည်းရိုးရိုးမိုးမိုးဖြစ်ချင်နေပါတယ်။သူကအပိတ်ခံထားခဲ့ရတာအရန်ကိုကြားနေပြီးဖြစ်တာကြောင့်ပဲစိတ်ထဲမှာချောက်ကက်ကက်လေးဖြစ်နေပါတယ်။သူကရေဘူးကန်ကိုလာပြီးတော့စေးတဲ့အဖိုးကြီးကိုပေါ်တင်အော်နေတဲ့ပြီးတော့မှပြီးရင်အဖိုးကြီးပြန်သွားတဲ့ဘက်ကိုမှတ်ထားပါတယ်။နေ့လယ်ပိုင်းရေကူးကန်သွားရတဲ့အချိန်မှာတော့အတုံးချပြီးတော့အဲ့ဒီနေရာကိုရှောက်တီသွားခဲ့ပြီးတော့တေချာလိုက်ချပြီးကြည့်လိုက်ပြီးတော့သူဟာတကားပေါက်တစ်ပေါက်တွေးလိုက်ရပါတော့တယ်။ဒါပေမဲ့ဖွင့်ကြည့်တဲ့အခါမှာတော့အပြင်ကိုသွားနေတဲ့လမ်းကိုတော့သူမတွေ့ခဲ့ပါဘူး။အထဲမှာပစ္စည်းတချို့ရှိနေပြီးသူကအဲ့ဒီပစ္စည်းတွေကိုကြည့်ပြီးတော့ AI နဲ့ထိတ်တဲ့ရင်ဆိုင်မှုတွေဆုံးဖြတ်လိုက်ပါတယ်။သူကကော်ပြားနဲ့ကက်ကြီးကိုထုတ်လိုက်ပြီးတော့အတန်ကြားလို့ရောက်လာတဲ့ AI ဘောလုံးကိုတွေ့တဲ့အချိန်မှာကောင်မလေးကသူနဲ့တိုက်ခိုက်ဖို့အတွက်အစင်းသင်းဖြစ်နေပြီဖြစ်ပါတယ်။သူဟာတစ်ဖက်နဲ့ AI ဘောလုံးကိုဖမ်းထားလိုက်ပြီးတော့သူနိုင်ပြီလို့ထင်တဲ့အချိန်မှာ AI ဘောလုံးနောက်ထပ်တစ်လုံးထွက်လာခဲ့ပြီးသူ့ကိုတက်လိုက်အောင်လှုပ်လိုက်ပါတော့တယ်။ကောင်မလေးရေထဲကိုပြုတ်ကျသွားပြီးတော့ AI ဆက်ကလည်းရေကူးကန်အပေါ်ဘက်မှာပြန်တန်းနေပါတယ်။သူနဲ့အနီးကပ်ကိုရောက်လာတဲ့အချိန်မှာကောင်မလေးကရေထဲကနေထွက်လာပြီးတော့ဂေါ်ပြားနဲ့ရိုက်ချလိုက်ပါတယ်။ဒီကမှာတော့အဲ့ဒီစက်ကြီးကလည်းပျက်စီးသွားခဲ့ပြီးအခုချိန်မှာတော့ကောင်မလေးဟာရေထဲကနေထွက်လာပြီးတော့လှေကားတစ်ခုကိုယူလိုက်ပါတယ်။သူကဗီလာတစ်ခုလုံးရဲ့မီးအားအတွက်ဆိုလာထားတဲ့နေရာကိုတက်သွားပြီးတော့မှအဲ့ဒီကောင်မလေးဟာဗီလာကြီးကိုလည်းမီးပြတ်ဖို့အတွက်ကြံစီနေတာဖြစ်ပါတယ်။ဒါပေမဲ့ဆန်နောက်ထပ်တစ်လုံးကထွက်လာခဲ့ပြီးတော့သူ့ကိုလာပြီးတော့တိုက်ခိုက်ပြန်ပါတယ်။ကောင်မလေးကဆိုလာပြားရဲ့အောက်မှာသွားပြီးတော့ပုံထားလိုက်ပြီးသူကဗီလာတစ်ခုလုံးအတွက်မီးအားထောက်ပံ့ပေးတဲ့ပလက်ပေါက်ကြီးတစ်ခုကိုတွေ့လိုက်ရပါတယ်။ AI ဘောလုံးလည်းသတိထားမိတာကြောင့်ကောင်မလေးစီကိုအမြန်ဆုံးပြန်လာခဲ့ပြီးကောင်မလေးကကက်ကြီးနဲ့သူ့ကိုရိုက်ချလိုက်ပါတယ်။နောက်ဆုံးမှာတော့ကောင်မလေးဟာပလက်ပေါက်ကိုဖျက်ဆီးပြီးတော့ကိုအောင်မြင်စွာနဲ့ကယ်တင်နိုင်ခဲ့ပြီးတော့ဒီလိုနည်းနဲ့ပဲသူဟာအပြင်လောကကိုရောက်ရှိသွားပြီးမြဲလူသားနဲ့ချစ်သူတော့မဖြစ်ချင်သေးပါဘူး။
သူကလာပြီးတော့ဖွင့်ပြောတဲ့ကောင်လေးကိုလည်းညှင်းဆန်လိုက်ပြီးနောက်မှထားပြတဲ့ရီစားကလည်း AI မဲဖြစ်မယ်ဆိုတာကိုသိနေတော့သူကဟိုဗီလာကြီးကိုဝယ်လိုက်ပါတော့တယ်အခုချိန်မှာတော့ဗီလာထဲမှာရှိတဲ့ AI ဘောလုံးတွေကိုအကုန်လုံးရှင်းပြလိုက်ပြီးဖြစ်ပြီးကောင်မလေးနဲ့တဘွားလုံးအဖော်လုပ်ပြီးမှကတော့အဲ့ဒီအစင်သိမ့်မမြင်တဲ့ AI နေပဲဖြစ်ပါတယ်အပြင်ဘက်မှာစူညံနေတဲ့လောကကြီးနဲ့ရှင်တော့သူ့ရဲ့ဘွားလေးဟာရိုးရှင်းတဲ့ဘွားကိုအရန်ကိုသဘောကျနေတာပဲဖြစ်ပါတယ်